ဒီကနေ့မှာကျွန်တော်ရဲ့မိသားစုဝင်တွေကိုတင်ပြပေးချင်တာထက်ရှင်းပြပေးချင်တဲ့အကြောင်းအရာရှိပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကတော့ကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်တိုင်ချင်တာပါတိုင်စာရှိရင်ကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်အမြဲတမ်းအချင်းဦးဆုံးတိုင်လေးရှိပါတယ်ဆိုတော့ပထမဦးစွာရှင်းပြခြင်းတဲ့အကြောင်းအရာကကျွန်တော်ထိုင်းနိုင်ငံအတွင်းထဲမှာသူနာဘူမိလေစိတ်မှာမင်းအွန်လိုင်းစီကိုပို့ပေးရမယ်ဒရုန်းဆယ်စင်းဘတ်9တန်းနီးပါးတန်ဖိုးရှိတဲ့ကျွန်တော်တို့ဒရုန်းတွေကိုထိုင်းစစ်တပ်ကဖမ်းဆီးထိမ့်သိမ်းလိုက်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကရှင်းပြပေးချင်တာဖော်ပြပေးချင်တာဗျအဲ့ဒီနဲ့ပတ်သက်ပြီးတော့လဲဆက်ဒရုန်းစီ2500ကိုလဲရှာဖွေဖမ်းဆီးထိမ့်သိမ်းလိုက်တယ်ဆိုတဲ့သတင်းတွေလဲရှိနေပါတယ်နောက်ထပ်တိုင်စရာရှိတယ်ဆိုတဲ့အကြောင်းက NUG မြို့သားညီညွတ်ရေးကာကွယ်ရေးအောက်ကကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရှူဘိုကန် PDF တရင်တစ်ကိုကျွန်တော်တို့ကြေးရွာသားတွေကတိုင်ကြားထားတဲ့တိုင်ကြားစာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ဖော်ပြပေးမယ်အားလုံးပဲပြန်လာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဟာဆိုရင်နေ့စဉ်သတင်းတွေကနေတော့တင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ channel လေးကိုlike subscribe လုပ်ထားကြပါတောင်းဆိုပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်မိသားစုဝင်တဦးချင်းစီတိုင်းကိုဒီလေးစားဖိတ်ခေါ်လိုက်ပါတယ်ပထမဦးစွာကျွန်တော်နိုင်ငံအတွင်းထဲမှာကျွန်တော်တို့ကြားဖြန့်ဟာကဘာကြီးအထီးကျွန်တော်တို့ပြန့်နှံ့နေပါတယ်ကျွန်တော်မြန်မာနိုင်ငံအတွင်းထဲမှာကြားဖြန့်ဟာတကယ့်ကိုအင်အားကြီးစွာနဲ့ခြေကုပ်ရယူထားတယ်ဒါတွေလည်းကျွန်တော်ရဲ့မိသားစုနေသိရှိပြီးဖြစ်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကခေါင်းကင်နေတဲ့ driver ဟာတရုတ်ဖြစ်ပြီးတော့မင်းသားအနေနဲ့တိုးဆောင်နေတာကတော့မာအာလာဂျပူဖြစ်တယ်ပြီးတော့နောက်ထပ်တွဲဘက်မင်းသားတွေအရန်မင်းသားတွေအများအပြားကိုလည်းပဲသူကြိုးကွင်းစွတ်ရမယ့်နေရာမှာအစားထိုးဖို့အတွက်လည်းအသုံးပြုထားတာတွေရှိတယ်ပြီးတော့နောက်ဆုံးမှာချနင်းဖို့အတွက် BGF တို့ DKPA တို့စသည်အဖြစ်သူတို့တွေကိုလည်းထိုးကျွေးထားတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်နိုင်ငံတွင်းထဲမှာရှိနေတဲ့လက်ရှိကြားဖြန့်ဟာကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေထင်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဘာကြီးကိုပါဒါထိခိုက်နေတာကိုလည်းပဲလက်ရှိချိန်မှာအမေရိကန်ရဲ့ကြီးညာချက်တွေဆန်ရှင်တွေမှာလည်းကျွန်တော်တို့အားလုံးတွေ့ရှိခဲ့ပြီးဖြစ်တယ်အားလုံးမသိသေးတာကကျွန်တော်တို့မြန်မာနိုင်ငံသားတွေဖြစ်တဲ့ကျွန်တော်တို့တိုင်းရင်းသားတွေဟာအဲ့ဒီကြားဖြန့်မှာပို့ပြီးတော့ခံနေရတာပါနိုင်ငံတွင်းထဲမှာကျွန်တော်တို့မြန်မာနိုင်ငံသားတိုင်းရင်းသားတွေကြားဖြန့်မှာကျွန်တော်တို့ဒါညှိမနှိမ့်ဆက်ခံရတဲ့တပ်ဖြတ်ခံရတဲ့သတင်းတွေဟာအပြင်ပနိုင်ငံသတင်းတွေဖော်ပြခြင်းမခံရဘူးလို့ကျွန်တော်တို့ပြည်တွင်းသတင်းတွေမှာလည်းပဲအနေအချင်းသာဖော်ပြခဲ့ကြတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နိုင်ငံသားတွေကပဲတန်ဖိုးမဲ့လီလို့လားကျွန်တော်မိသားစုနေကမ္ဘောဒီးယားမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေကြားဖြန့်လုပ်သားအဖြစ်နေ့စဉ်ညှင်းပန်းနှိပ်စက်ခံနေရတယ်။ဒါပေမဲ့လည်းပဲကျွန်တော်တို့နိုင်ငံတွင်းထဲမှာရှိနေတဲ့လက်ရှိအုပ်ချုပ်ခြင်းတွေပါဆိုတဲ့သူတွေကလည်းပဲဘာမှမလုပ်ပေးနိုင်လို့ဘာမှလည်းတတ်နိုင်တာမရှိတာဖြစ်ပါတယ်ဆိုတော့လက်ရှိနိုင်ငံတွင်းထဲမှာရှိနေတဲ့ကြားဖြန့်နေနဲ့ပတ်သက်ပြီးတော့အဓိက driver ကတော့တရုတ်ဖြစ်ပါတယ်ပြီးတော့လက်ရှိချိန်မှာဥရောပနိုင်ငံတွေရဲ့ကျွန်တော်တို့ဒါအမေရိကန်ပေါ့နော်ဒါတွေကိုလည်းသူတို့ကမျက်လက်တွေပြဖို့အတွက်ဖန်စီပြနေတာတွေဖောက်ခွဲပြနေတာတွေလည်းရှိနေတယ်ဆိုတဲ့အကြောင်းနဲ့လက်ရှိကြားဖြန့်တွေဟာကျွန်တော်မိသားစုဝင်တွေနေထိုင်နေတဲ့ရန်ကုန်မန္တလေးနေပြည်တော်အထိရောက်ရှိနေပြီးအဲ့ဒီမှာလည်းပဲထပ်မံပြီးတော့အထိုင်ချနေကြပြီဆိုတာကိုလည်းပဲကျွန်တော်ဥစ္စာအသိပေးလို့တယ်ကျွန်တော်ဒီကနေ့မှာအဓိကဖော်ပြခြင်းတဲ့အကြောင်းအရာကမြောက်လိုက်စီပုံဘက်ကနေတဲကွဲတန်ကြီးရှိတဲ့ drone တွေကိုထိုင်းလေစိတ်မှာဖမ်းဆီးလိုက်ခြင်းဆိုတဲ့အကြောင်းအရာကိုဖော်ပြခြင်းနဲ့ DJI Flying Calf 30အမျိုးအစားတစ်စင်းကိုဘတ်9သိန်းတန်ကြီးရှိတဲ့10စင်းကိုဖမ်းဆီးရမိတယ်လို့ကျွန်တော်တို့သတင်းတွေမှာဖော်ပြချက်တွေမှာကျွန်တော်တို့တွေ့ရတယ်ပြမြအဖြစ်ဆိုရင်ကျွန်တော်တို့ဆက်ဆက်ပစ္စည်းတွေနဲ့ဆိုရင်ဘတ်စုပေါင်းဘတ်9တန်းနီးပါးတန်ကြီးရှိပါတယ်ပြီးတော့ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စုံစမ်းစစ်ဆေးပြီးတော့နောက်ထပ် drone စင်းရေ2500နီးပါးကိုလည်းပဲထပ်မံဖမ်းဆီးလိုက်တယ်ဆိုတော့သိမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်ကြားရပါတယ်ဆိုတော့ပုံမှန်နဲ့ကြည့်မယ်ဆိုရင်တော့ဒါသတင်းတစ်ခုလိုမျိုးပဲမြင်ရမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ဒီပေါ်မှာကျွန်တော်မြင်တွေ့ရတဲ့ကျွန်တော်တွေးထင်မိတဲ့အကြောင်းအရာကိုကျွန်တော်မိသားစုနေကျွန်တော်ဖော်ပြပေးချင်တာဗျမြောက်လိုင်းကလက်ရှိအချိန်မှာနိုင်ငံတွင်းထဲမှာကျွန်တော်အရှင်းမှာဖော်ပြခဲ့တဲ့ကြားဖြန့်ရဲ့ခေါင်းဆောင်ကဘာကြီးကိုလိမ့်လဲနေတဲ့ကြားဖြန့်တွေကိုလက်ခံထားတဲ့အဓိကတရားခံကြားဖြန့်တွေလိမ့်လဲမှုတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့
လူသားတွေရဲ့ခန္ဓာကိုယ်တွင်းအင်္ဂါတွေပါထုတ်ယူရောင်းစားတပ်ဖြတ်တဲ့အဓိကလက်တဲ့တရားခံသူလက်ခံထားတာဟုတ်ဗျသူမွေးထုတ်ပေးထားတာဟုတ်ဗျပြီးတော့လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံတိုင်းရင်းသားနေရာဒေသတည်တည်ကိုနေ့စဉ်ဘုံကျက်တပ်ဖြတ်နေတဲ့လူမျိုးတုံးတပ်ဖြတ်မှုရဲ့အဓိကတရားခံဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့တကမ္ဘာလုံးကသူ့ကိုစောင့်ကြည့်နေကြတယ်ဆိုတော့အထူးသဖြင့်ကျွန်တော်တို့လက်နက်မှောင်ခိုတင်သွင်းတဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့စောင့်ကြည့်နေကြတယ်အရေးယူပိတ်ဆို့မှုတွေလည်းရှိနေကြတယ်အဲ့တော့သူ့ရဲ့အဓိကအားကိုးရဖြစ်တဲ့တရုတ်စီကလက်နက်တွေနဲ့ drone တွေကိုသူအဓိကဝယ်ယူရတယ်ဆိုတော့ဒါကိုလည်းပဲကျွန်တော်တို့အားလုံးသိချပြီးဖြစ်တယ်ဆိုတော့တရုတ်ကနေပြီးတော့ drone တွေတောက်လျှောက်မှာယူသုံးဆွဲပြီးတော့ကျွန်တော်တို့ရသပြည်သူတွေကိုနေ့စဉ်ဘုံကျက်တပ်ဖြတ်နေတယ်ဒီတော်လိုင်းရေးဒီကာလတွေမှာကျွန်တော်တို့ကိုဘယ်သူမှလိမ်လို့မရဘူးနိုင်ငံတကာသတင်းမီဒီယာတက်မှာဘလို့ပဲပြောနေပါစေလက်ရှိကျွန်တော်တို့ပြည်သူတွေကိုတပ်ဖြတ်နေတဲ့ဂျိုင်ယိုကော်ပရာလိုစက်တက်လေဒီလိုနောက်ပိုင်းတွေမှာအပေါ်စားတွေသုံးဆွဲလာတဲ့ကျွန်တော်တို့ဝေဟင်ကနေပြီးတော့ပြည်သူကိုတပ်ဖြတ်နေတဲ့ပစ္စည်းတွေအားလုံးဟာတရုတ်ကနေပြီးတော့မှာယူတင်သွင်းခဲ့ကြတာဖြစ်တယ်။စနေစက်ပေါ်စစ်စင်ရှင်းနှောင်းပိုင်းမှာကျောင်းနိုင်ငံအတွင်းထဲမှာရှိတဲ့နေရာဒေသအသီးသီးကိုသူတို့ဟာ drone စင်းရင်မြောင်များစွာနဲ့တိုက်ခိုက်တပ်ဖြတ်ခဲ့ကြတယ်။ဆိုတော့အခုသတင်းတစ်ခုထွက်လာပြီ။ထိုင်းနိုင်ငံအတွင်းထဲမှာနေအွန်လိုင်းစီကိုမြန်မာနိုင်ငံအတွင်းထဲမှာရှိတဲ့ဂျာမန်ဖက်စစ်တပ်စီကို drone ပို့မဲ့ပစ္စည်းတွေကိုထိုင်းစစ်တပ်ကဖမ်းဆီးထိန်းသိမ်းလိုက်တယ်အဲ့တော့တရုတ်စီမှာတရားဝင်မှာယူတင်သွင်းနေလို့ရရဲ့သားနဲ့ဘာကြောင့်ဒီကောင်ဟာမှောင်ခိုတင်သွင်းထားတာလဲမှောင်ခိုတင်သွင်းတာလဲဒါမှအဖေကြည့်မယ်ဆိုရင်တော့ဘတ်9တန်းဆိုတာကျွန်တော်တို့ပြည်သူအနေနဲ့ကတော်တော်လေးကိုများပြားနေတာပါဒါပေမဲ့မင်းအောင်လှိုင်နဲ့အကြမ်းဖက်စစ်အုပ်စုအတွက်ကတော့ဘတ်9တန်းဆိုတာဘာမှမဟုတ်ပါဘူးဆိုတော့ဒီ drone တွေကိုရွေချက်ရှိရှိနဲ့ဖမ်းခံလိုက်တာလားဖမ်းဆီးခံလိုက်တာလားဆိုတာကိုကျွန်တော်တို့စဉ်းစားရမှာဖြစ်ပါတယ်ဆိုတော့နိုင်ငံတကာရဲ့ရေးယူပိတ်ဆို့မှုတွေပြီးတော့လက်ရှိချိန်မှာကျွန်တော်ပြည်သူလူထုတစ်ချက်လုံးကိုနေ့စဉ်ဘုံကျက်တပ်ဖြတ်မှုတွေရဲ့အဓိကတရားခံအဓိကလက်တဲ့မင်းအောင်လှိုင်းပြီးတော့အဓိကကြိုးကင်နေတဲ့သူတရုတ်ဆိုတော့ကျွန်တော်တို့ပြည်သူလူထုကိုနေ့စဉ်ဘုံကျက်တပ်ဖြတ်နေတာတွေကမင်းအောင်လှိုင်ကအခုလို drone တွေကိုမှောင်ခိုတင်သွင်းပြီးတော့ဘုံကျက်တပ်ဖြတ်နေတာလားဆိုတဲ့ပုံစံကိုသူတို့ကဖမ်းခြင်းအဖြစ်မင်း online ပေါ်မှာကြာနေတဲ့ pressure တွေပြီးတော့တရုတ်ပေါ်မှာကြာနေတဲ့ pressure တွေကိုငွေနည်းနည်းသုံးပြီးတော့သူတို့တွေဥရောပပြီးတော့ကမ္ဘာကြီးကိုလိမ်လည်လိုက်တာလားဆိုတော့အချက်ကိုကျွန်တော်တို့စဉ်းစားရမှာဖြစ်ပါတယ်မင်း online အုပ်စုနေမှုပဲနဲ့မင်း online တဲ့စောတဲ့တန်းရွှေတို့နေဝင်းတို့ခစ်တဲ့ကအဲ့ဒီကောင်တွေကကလိန်ချစ်နီးတွေတော်တော်လေးကိုတစ်ဖက်ကန်းခတ်ကျွမ်းကျင်နေကြတာပါဆိုတော့ဒီပစ္စည်းကတာမန်မဟုတ်ဘူးလို့တော့ကျွန်တော်ကဖော်ပြချင်တာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့အတဲမှာကျွန်တော်ထက်နိုင်ငံရေးစစ်ရေးပြီးတော့ကျွန်တော်ထက်ပို့ပြီးတော့တည်တဲ့လူတွေအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်မိသားစုဝင်တွေကျွန်တော်ရဲ့ Telegram မှာကျွန်တော်နဲ့တိုက်ရိုက်သတင်းပေးပို့ပြီးတော့ကြံပြဆွေးနွေးနိုင်ပါတယ်ဟုတ်ပြီမြန်မာစစ်တပ်ကတရုတ်ကနေပြီးတော့တိုက်ရိုက်မတင်သွင်းဘူးလားဆိုတဲ့မိကုန်းတွေလည်းအခုထွက်ပေါ်နေပါတယ်မြန်မာစစ်တပ်လို့ကျွန်တော်သုံးလိုက်ခြင်းကလက်ရှိနိုင်ငံတကာသတင်းမီဒီယာတွေထဲမှာဖော်ပြနေတဲ့အကြောင်းအရာအချက်ဖြစ်နေလို့ပါတိုက်ရိုက်တင်သွင်းတဲ့မှောင်ခိုလမ်းကြောင်းကိုလည်းတင်သွင်းတဲ့ပုံစံမျိုးကိုသူတို့ကပြနေတာလားပြီးတော့ထိုင်းရဲ့တရားဝင်ထုတ်ပြန်ထားတဲ့အမှုလည်းဖြစ်တယ်သတင်းဌာနတွေကလည်းပဲအတည်ပြုပြီးသားဖြစ်တယ်အဲ့တော့
အကြမ်းဖက်စစ်ခွေးတက်ကတရားဝင်မှားယူတင်သွင်းထားတာလားဒါမှမဟုတ်ပုဂ္ဂလိကပွဲစားတွေလားဆိုတာကိုမကြခင်မှာသိရမှာဖြစ်ပါတယ်ဆိုတော့သူတို့ရဲ့သတင်းဖော်ပြချက်တွေမှာဆိုရင်တော့အဲ့ဒီ drone တွေကိုသူတို့လာရောက်ပြီးတော့လက်ခံဖို့ပေါ့နော်လက်ခံဖို့အတွက်ပဲသူတို့ရောက်လာပါတယ်ဆိုတဲ့အကြောင်းအရာပဲသူတို့ဖော်ပြနေကြတာပါဒါဆိုရင်လက်ရှိအကြမ်းဖက်စစ်ခွေးတက်ကဘာကြောင့်တရုတ်ကနေတော့ဓာတ်ရိုက်မသွင်းပဲနဲ့မှောက်ခိုလမ်းကြောင်းဒိုရီမို့ထိုင်းလမ်းကြောင်းကနေတုံးရတာလဲဆိုတာကိုကျွန်တော်မိသားစုဝင်နေစဉ်းစားလို့ရမယ်ထင်တယ်ဗျအရင်ချိန်ကတော့ဒီကောင်နေကျွန်တော်တို့ပြည်သူကိုတော့အကွက်ရွှေ့လို့ရွှေကောင်းရွှေ့လို့ရမယ်ကျွန်တော်ပြောပြီးသားတရုတ်က drive ကကျွန်တော်မိသားစုဝင်နေဒီကောင်နေတော့ဘတ်9တန်းဆိုတာဘာမှမဟုတ်ကျွန်တော်တို့တက်တာတမျိုးတစ်ခေါ်ကြီးဗျပြီးတော့ဆက်ပြီးတော့ထပ်မံဖန်ဆီးလိုက်တဲ့ drone 2500ဆိုတဲ့နဲ့တာမဟုတ်ဆိုတော့ဒီချိန်တွေသူတို့တက်ကပါမွားလေးပါဆိုတော့နောက်ထပ်စဉ်းစားရမှာတစ်ခုကကျွန်တော်တို့လက်နက်မော်ခိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လက်နက်တင်သွင်းနေတာ company နဲ့ပတ်သက်ပြီးတော့နမီကြီး company တွေအများကြီးရှိတယ်သူတို့ဒီလိုမျိုးဖြစ်เสียအကြောင်းရင်းလုံးဝမရှိသူတို့တက် drone ဘလောက်လိုချင်တာလဲ drone စင်းရဘလောက်ဖြစ်ချင်တာလဲဘာမျိုးစားလဲဆိုတာကိုဒါပေမဲ့သူတို့ရည်ရွယ်ချက်ရှိတမင်တက်အဖမ်းခံလိုက်တာထိမ့်သိမ်းခံလိုက်တယ်လို့ပဲကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ပြီဘာကြောင့်လဲဆိုတော့လက်ရှိတရုတ်အစိုးရအတွက်မျက်နှာမပြတ်စေဖို့လို့တော့ကျွန်တော်မြင်တယ်တရုတ်အစိုးရကလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံတွင်းထဲမှာရှိတဲ့ကျွန်တော်တို့ရသပြည်သူတွေကိုတိုက်ရိုက်တပ်ဖြတ်နေတဲ့မင်းအောင်လှိုင်နဲ့ပတ်သက်နေတယ်ဆိုတာကျွန်တော်ရဲ့မိသားစုတွေမဟုတ်ဘဲနဲ့တကဘာလုံးလဲအားလုံးသိရှိပြီးဖြစ်ပြီးသားလက်ရှိစစ်တိုက်တဲ့တိုက်ပွဲတွေမှာလည်းပဲတိုက်ရိုက်ပါဝင်ပတ်သက်နေတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဆိုတော့ဒိုင်းနဲ့ပတ်သက်ပြီးတော့အမေရိကန်ပါဝင်အနောက်နိုင်ငံတွေဥရောပနိုင်ငံတွေကိုဒါတွေကဟန်ဆောင်တရုတ်ပြလိုက်ချင်းဖြစ်တယ်လို့တော့ကျွန်တော်ကမြင်တာပါကျွန်တော်တို့ drone ဆိုတာကစစ်ဖက်လည်းသုံးလို့ရတယ်အရက်ဖက်လည်းသုံးလို့ရတယ်ဆိုတော့ကျွန်တော်တို့အချို့နိုင်ငံမပေါ့ကျွန်တော်တို့နိုင်ငံတွင်းထဲမှာပေါ့နော်လက်ရှိ drone တွေသုံးနေကြတယ်ဆိုတာကကျွန်တော်တို့တိုက်ပွဲတွေတွင်းမှာပေါ့နော်လူတက်ဖို့အတွက်သုံးနေကြတာဆိုတော့တကယ်ကျွန်တော်တို့ drone တွေဆိုရင်ကျွန်တော်တို့အခြားနိုင်ငံတွေမှာဆိုရင်စိုက်ပျိုးရေးအတွက်ပြီးတော့စောင့်ကြည့်လေ့လာရေးအတွက်ပြီးတော့အခြားသော entertainment တွေမှာသုံးကြတာပါကျွန်တော်နိုင်ငံတွင်းထဲမှာတော့ဒီတော်လိုင်းကာလတွေမှာဒီ drone ကိုကျွန်တော်တို့စစ်ပတ်အသုံးပြုတာတွေပို့ပြီးတော့များလာတယ်ကျွန်တော်တို့ကိုနိုင်ကျွန်တော်တို့လေးလာသိရှိသလောက်ပေါ့နော်ဟုတ်ပြီကျွန်တော်မိသားစုဝင်နေနောက်တစ်ချက်ကလက်ရှိအချိန်မှာကျွန်တော်တို့ဒါအကြမ်းဖက်စစ်ခွေးတက်ကိုအမေရိကန်နဲ့ EU ပြီးတော့အချို့နိုင်ငံတွေကလည်းပဲလက်နက်နည်းပညာတွေပိတ်ဆို့ထားတာရှိတယ်။တိုက်ရိုက်တင်သွင်းရင်ကျွန်တော်တို့ဒါတိုက်ရိုက်တင်သွင်းတဲ့ company တွေကိုလည်းကျွန်တော်တို့ရေးပိတ်ဆို့ခဲ့တာတွေရှိတယ်။ပြီးတော့ ban စနစ်တွေတိတ်ပို့ဆောင်ရေးစနစ်တွေမှာလည်းဒဏ်ခတ်တာတွေလည်းရှိတယ်။ဆိုတော့ကျွန်တော်တို့တရုတ်ကနေပြီးတော့ကျွန်တော်တို့စစ်သုံး drone တွေကိုကျွန်တော်တို့နိုင်ငံအတွင်းထဲမှာကျွန်တော်တို့လက်ရှိပေါ့နော်ပြည်သူလူထုကိုနေ့စဉ်တပ်ဖြတ်ဖို့အတွက်အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလိုအပ်တဲ့လောက်ရောင်းပေးထားတယ်ဆိုတော့မင်းအွန်လိုင်းအနေနဲ့လည်းပဲလက်ရှိတရုတ်စီကနေပြီးတော့ရယူပြီးတော့ကျွန်တော်တို့ရသပြည်သူတွေကိုနေ့စဉ်ဘုံကျဲတက်ဖြတ်နေတယ်ဒီအကြောင်းကိုလည်းပဲတရုတ်လည်းသိမှာပဲသူတို့မသိစရာအကြောင်းရှိဘူးနေ့စဉ်ကျွန်တော်တို့ပြည်သူလူထုရဲ့တည်စင်းတွေကနေတိုင်းတိုးနေတာကျွန်တော်ပြောပြီးသားမင်းအွန်လိုင်းလူမတက်တဲ့ရက်တရက်မှမရှိဘူးဆိုတော့ဒီနေ့ဒီဖြစ်စဉ်မှာမင်းအွန်လိုင်းဟာထိုင်းနိုင်ငံသူနာဘူမိမှာအဖမ်းခံလိုက်တဲ့သူစီပို့ရမယ် drone တွေဆိုတဲ့အမည်တက်ထားခြင်းဟာသူတို့ရဲ့ရုပ်ရှင်ကားဒါဖြစ်တဲ့အကြောင်းကိုကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ကဖော်ပြပေးချင်တာဗျနည်းနည်းလေးရှင်းပြီးတော့သူတို့အချို့သောဆန်ရှင်တွေကိုပုံစံတစ်မျိုးနဲ့သူတို့တွေရှောင်ဖယ်ခြင်းတဲ့ပုံစံမျိုးပေါ့ဗျာအဓိကအဖြစ်ကတော့တရုတ်မျက်နှာမပြတ်စေဖို့ပါတရုတ်ရဲ့ကြုံဖြစ်နေတဲ့တရုတ်ရဲ့ခိုင်းစေခံဖြစ်နေတဲ့အတုံးချခံဖြစ်နေတဲ့လက်ရှိ
အာနာသိန်းမင်းအောင်လှိုင်နဲ့အုပ်စုတရုတ်မျက်နှာမပြတ်အောင်ရုပ်ရှင်ရိုက်လိုက်ချင်းတာဖြစ်တယ်လို့ကျွန်တော်မိသားစုနဲ့အတီးပေးချင်တာပါဟုတ်ပြီကျွန်တော်မိသားစုငယ်ကိုကျွန်တော်တိုင်စရာရှိတဲ့ဆိုတဲ့အကြောင်းလေးကကျွန်တော်စာလေးသူရဲ့တိုင်စာလေးကိုဖတ်ပြပေးပါမယ်စံခံလေးရွာသူရွာသားတွေကပေးပို့ထားတာဖြစ်ပါတယ်တို့အမျိုးသားညီညွတ်ရေးအစိုးရ NUG အကြောင်းအရာဝက်လက်မြို့နယ်ဆိုင်နိုင်လေးကျေးရွာမှာရွာသားကိုဖို့အေးကိုရွှေဘိုခရိုင် PDF တရင်1ချစ်မောင်ကတနက်နဲ့အကြောင်းမဲ့ပြစ်ခတ်မှုအားတင်ပြလိုက်ခြင်းရွှေဘိုခရိုင် PDF တရင်1ချစ်မောင်ဟာမနေ့ကဒီဇင်ဘာ18ရက်နေ့မှာရက်မတရားမှုနေပြီးမိမိတို့ရဲ့ဆိုင်နိုင်လေးကျေးရွာမှာရွာသားကိုဖို့အေးကိုတနက်နဲ့ပြစ်ခတ်ခဲ့ပါတယ်ကိုဖိုးရနေမှာမွေးမြူထားတဲ့ကြက်တွေကိုအစာကျွေးနေတဲ့အချိန်မှာတရားလုံးကိုတပ်ပစ်လို့ရတယ်ငါတို့လက်ထဲမှာကင်ထားတာကိုကြည်ထားကြအကုန်တေမယ်လို့မူယိုအော်ဟစ်ဆဲဆိုနေတဲ့ချစ်မောင်ရဲ့အတန်ကိုကြားလိုက်မိလို့လှမ်းကြည့်မိလိုက်တာနဲ့ချစ်မောင်ကတွေ့သွားတာဖြစ်ပြီးတော့ချစ်မောင်ကဘာလဲမင်းကဘာကောင်းလဲမကျင်တဲ့လို့လားစမ်းကျင်လို့လားဆိုပြီးတော့ဆဲဆိုကျင်းမောပါတယ်ကိုဖိုးရမဟုတ်ပါဘူးဗျာအတန်ကြားလို့ဘာဖြစ်လဲကြည့်မိတာပါလို့ရှင်းပြလဲချစ်မောင်ကလက်မခံပဲနဲ့တွန်းထိုးကြိတ်ပါတယ်အရက်မူးနေတဲ့ချစ်မောင်ကဒေါသမပြေနိုင်ပဲတနက်ကိုမောင်းတင်ပြီးဒီလောက်ကြည့်ကျင်တဲ့ကောင်တေစမ်းကွာဆိုပြီးတော့ဆဲဆိုပစ်ခတ်လိုက်တာကြောင့်ကိုဖိုးရနေရာမှာတင်လဲကျသွားပါတယ်ချစ်မောင်ထွက်သွားတဲ့အချိန်မှာရွာသားတွေစုပြီးသွားကြည့်တဲ့အခါမှာတော့ကိုဖိုးရစီးကုံကြီးဖောက်ဝင်တန်ရာနဲ့စိုးရင်ရတာကိုတွေ့ရပါတယ်ကိုဖိုးရရွာထဲမှာအေးဆေးနေတာဖြစ်ပြီးတော့ချစ်မောင်ကအကြောင်းမဲ့ပစ်ခတ်သွားတဲ့အပြင်ဒလန်လွတ်လောက်ကြံဆွဲတာကိုလက်မခံနိုင်ပါဘူးချစ်မောင်တို့ရွှေဘို PDF အုပ်စုဟာမူလာပြီဆိုရင်ဒါမျိုးတွေလုပ်နေတာအချိန်ပေါင်းမနှဲတော့ပါဘူးခဏတိုင်းဆိုသလိုဖြစ်နေပါပြီဒါကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာတာဝန်ရှိသူများအနေနဲ့ရွှေဘိုခရိုင် PDF တရင်1ကိုအချိန်မီထိန်းသိမ်းကြက်မှတ်ပေးဖို့နဲ့ချစ်မောင်ကိုအရေးယူပေးဖို့ဆိုင်နိုင်လေးကျွေးရသူကျွေးရသားတွေရုပ်သေးလေးစားစွာတိုင်ကြားလိုက်ပါတယ်ဆိုတော့သူတို့ရဲ့တိုင်ကြားစာမှာကျွန်တော်တို့ဒါလက်မှတ်ထိုးထားတဲ့ကျွန်တော်တို့အမီမဖော်လို့သူ9ဦးပေါ့နော်အမီမဖော်ပြထားတယ်ပေါ့နော်9ဦးရှိပါတယ်ဆိုတော့ဒီကိစ္စနဲ့ဒီဖြစ်စဉ်တွေကကျွန်တော်တို့အနေနဲ့ပြင်းပြင်းထန်ထန်အရေးယူဖို့လိုတယ်ကျွန်တော်ရဲဘော်တွေကင်ထားတဲ့လက်နက်ကကျွန်တော်ပြည်သူပေးတာလက်နက်ဖြစ်တယ်ပြည်သူလူထုကိုကာဝယ်ရမယ့်သူတွေဖြစ်တယ်ဆိုတော့အခုလောက်ရဟာတော်တော်လေးကိုအောက်တန်းကြတယ်တော်တော်လေးကိုစိုးဝါးတဲ့လောက်ရတစ်ခုဖြစ်တယ်ဒီတန်ကြားစာကိုတွေ့လိုက်တဲ့အချိန်မှာကျွန်တော်လည်းတော်တော်လေးကိုခံပြင်းဒေါသဖြစ်မိတယ်ဒါကြောင့်ကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်ဥစွာအရင်ဖော်ပြတိုင်ကြားတာဖြစ်ပါတယ်ရွှေဘိုခရိုင် PDF တရင်1ကချက်မောင်သူရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တရားဝင်တောင်းပန်ဖို့နဲ့ပြင်းပြင်းထန်ထန်အရေးယူနိုင်ဖို့ကိုကျွန်တော်တို့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ပြီးတော့ပြည်သူကိုမျက်နှာမမူနိုင်ပြည်သူကိုမကာကွယ်နိုင်ဘူးပြည်သူကိုအလုတ်ကျွေးမပြုတ်နိုင်ဘူးဆိုရင် PDF မလုံးနဲ့ကွာဒါပါပဲကျွန်တော်ပြောချင်တာပါပြည်သူကိုစော်ကားရုံနဲ့မဟုတ်ဘဲနဲ့ပြည်သူကိုပါအကြောင်းမဲ့ပြစ်ခတ်သွားတာကတော်တော်လေးကိုစိုးရရုပ်ညံ့လွန်နေကျွန်တော်တို့ဘက်ကနေပြီးတော့ဒီလိုကိစ္စမျိုးကိုဖော်ပြနေတယ်ဆိုတာကကျွန်တော်ရဲ့မိဘပြည်သူတွေလက်ရှိကျွန်တော်ရဲ့ view ကိုကြည့်နေတယ်တကွာလုံးမှာရှိတဲ့မိသားစုဝင်တွေဒီတော်လိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးကိုသိစေချင်တာပါကျွန်တော်လည်းအမြဲတမ်းအလင်းတင်လို့ဖော်ပြနေကြဖြစ်ပါတယ်ပြည်သူဒီသားအဓိကဖြစ်ပါတယ်ပြည်သူမပါရင်ဘယ်ကောင်းမှဘာတစ်ခုမှလုပ်လို့ရမှာမဟုတ်ပါဘူးတော်တော်များများကပြည်သူဆိုပြီးတော့ပြည်သူကိုပဲအသုံးချကြတယ်ဒါပေမဲ့လက်တွေ့မှာပြည်သူကိုအခုလို့ဒါရဲဆက်အကြောင်းမဲ့ပြစ်ခတ်တက်ဖြတ်တယ်ပေါ့ဗျာဆိုတော့ဒီကိစ္စကိုရွှေဘိုခရိုင်တပ်ဖွဲ့ဝင်တွေဘယ်လိုရေးယူဆောင်ရမလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ပါမယ်ကျွန်တော်မိဘပြည်သူတွေလည်းကျွန်တော်နဲ့အတူတူစောင့်ကြည့်နေမယ်လို့ကျွန်တော်ယုံကြည်တယ်ဒီကနေ့မှာကျွန်တော်ဖော်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုနဲ့အားနဲ့တက်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းအောင်ကျွန်တော်အမြဲတမ်းကြိုးစားပါမယ်
လက်နက်ပေးစစ်ပေးကပ်ပြီးကြောက်နေတဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တဦးချင်းစီနဲ့ပြီးနေကင်းရှင်းပါကြောင်းလေးလေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါ